ကိုလမ်းပိုင်းဟုတ်တယ်ပါရှင် မင်္ဂလာပါထမင်းသွားစားပြီဆိုလည်းပို့တယ်စိုက်ရောက်ပြီဆိုလည်းပို့တယ်ကျွန်တော်ထွက်လာပြီဆိုလည်းပို့တယ်အဲ့လိုမျိုးစုံတွေပို့တော့ကျွန်တော်တကယ်ချင်းတော့ပြောနေအဲ့အောင်လည်းသူကတော်တော်ပို့တယ်ငါလည်းအဲ့လိုပို့ရမလားမသိဘူးကြီးအဲ့ညီမလေးဟုတ်ကျွန်တော်တို့နောက်ဒီကလို့အိမ်အစ်စ်တွေစောက်ဖြစ်ရပေါ့နော်ဒါမှမဟုတ်တကယ်ချင်းတွေပါရှိနေကျွန်တော်ပြောပြဖြစ်မှာပါဟုတ်ကဲ့ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်အခုလိုပေါ့နော်ဒီနေ့လည်းအားပေးတယ်ကျင်းနေမှုရတဲ့အတွက်တော့လည်းကျွန်တော်တို့ဖွဲ့ရကားလည်းအကုန်လုံးပြောနေတယ်ပေါ့နော် ကျငင်းနေလို့ပြီးတော့ဒီနေရန်ဒီမှန်နေပေါ့နော်မှန်နေကတော့တော်တည်တာမှန်နေကွာွားတယ်ပြီးတော့ဒီ furniture ပေါ့နော် furniture ကိုလည်းတော်တော်လေးဟိုပို့ပြီးတော့တောက်ပြောင်းပါတောက်ပြောင်းတာလည်းရှင်မင်္ဂလာပါဟုတ်ကိုလမ်းပိုင်းဟုတ်ကျမတို့ Hope Cleaning Service ကိုပေါ့နော်ဒီလိုမျိုးကြီးကြီးတဲ့ app ပေးတဲ့အတွက်ကြောင့်မို့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျွန်တော်တို့လေးဒါဝန်ဆောင်မှုအပိုင်းရောဒီအဆင်ပြေရလားရှင်ပေါ့နော်ဒီတအိမ်တော့အစ်စ်ပြန်ဆောက်ထားခြင်းနော်ဟုတ်ကဲ့ဟုတ်အစ်စ်ဆောက်ထားတာကိုဒီလူမနေခင်လေးပေါ့နော်ရှင်တစ်ဖြတ်လောက်တယ်ဆိုတော့အဆင်ရောပြေရလားရှင်ပြေပါတယ်ကျွန်တော်တို့ဒီဟောပေါ့နော်အဆင်ပြေတာအထက်ကိုပူပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီအိမ်ကကျွန်တော်တို့စောက်ပြီးချင်းဆိုတော့လေလူလည်းမနေသေးဘူးတော့ပြီးတော့ကျွန်တော်ကအမြင်နဲ့ဟိုလို့ခေါ်မယ်စောက်လိုက်ဖြတ်လိုက်နဲ့ကျွန်တော်ကလိုတငယ်ချင်းတွေနဲ့ဟိုကိုလိုချင်တဲ့ဟာလှုပ်လိုက်ပြီးမကြိုက်ဆိုပြန်ဖြတ်လိုက်တော့အိမ်ကအမြင်နဲ့ပွားထားတယ်လေအဲ့လိုပွားထားရဖုန်းတွေလည်းများနေပြီးတော့လို့ရောမှန်နေပါရောအားလုံးဒီအိမ်မဲ့တက်ပြီးတော့ဘာမှမပြင်ဆင်ရသေးတဲ့ဟာကိုကျွန်တော်ကလည်းဟိုဒီဝါဝင်လေးကျွန်တော်အိမ်တက်လှုပ်ချင်နေဆိုတာအမြန်လေးလုပ်မယ်ဆိုပြီးတော့မှဒီအမားတို့အပ်ပြီးတော့မှပေါ့နော်ပတိစာဒီလုပ်ပြီးတော့လည်းကျေးဇူးလည်းတင်ပါတယ်တကယ်လည်းစိတ်ကြည်နေပါတယ်ဟုတ်ကဲ့ပါရှင်ဒီတက်ရှင်ကိုပေါ့နော်မလုပ်ခင်လည်းလုပ်ပြီးတော့တော်တော်ကွာပါလားရှင်ကွာတယ်အဓိကတော့ဘေးကကွာလဲဆိုတော့ဒီကျငင်းနေလို့ပြီးတော့ဒီနေရန်ဒီမှန်နေပေါ့နော်မှန်နေကတော့တော်တည်တာမှန်နေကွာွားတယ်ပြီးတော့ဒီ furniture ပေါ့နော် furniture ကိုလည်းတော်တော်လေးဟိုပို့ပြီးတော့တောက်ပြောင်းပါတောက်ပြောင်းတာဟုတ်ကဲ့ရှင်ကိုလမ်းပိုင်းအနေနဲ့အဲ့လိုလူတိုင်းအိမ်သက်ဆောက်ပြီးဆိုတချို့တက်ရှင်လို့မလို့ထင်ကြနော်ကိုလမ်းပိုင်းလည်းဒါကိုယ်တိုင်ကိုကြလည်းအိမ်ဆောက်ပြီးအဲ့ဆိုတက်ရှင်လည်းအပ်ပြီးဆိုတော့ဆုံးဖြတ်ချက်ကမှန်ကန်လားပေါ့နော်ကိုရှင်တချို့တွေဆိုလို့ရှိရင်ပေါ့နော်ကိုကပဲလုံးလိုက်တော့မယ်ဆိုတော့ feeling နဲ့ကိုဟာမှုရှိလည်းမသိရှင်ဘယ်လိုကွာမှုရှိလဲဆိုတော့အဓိကတော့ပေါ့နော်ဟိုတက်ရှင်းလောက်တာနဲ့မလောက်တာပါကွာလဲဆိုတော့ကျွန်တော်တက်ရှင်းလောက်တဲ့ခါကျတော့ဟိုအသင့်တက်နေလို့ရပါဘောနော်တက်ရှင်းမလောက်ရင်ကျတော့နည်းနည်းဟိုလမ်းလျှောက်တဲ့ခါကျဖုန်းတွေခံစားရမယ်ပြီးတော့ဟိုနေရာမှာဖုန်းကလိုက်တော့ပါကြံသေးရဲ့ဒီညတော့ဒါပေမဲ့ဟိုတက်ရှင်းလောက်လိုက်တဲ့ခါကျတော့အဲ့ဒါကြီးမရှိတော့ဘူးတခါတည်းအသင့်တက်နေလို့ရတယ်အဲ့ဒါပို့ပြီးတော့ဆင်ပြေရပါဘောနော်အမျိုးကျွန်တော်တော့ဟိုပေါ့အိမ်အသစ်ဆောက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ထင်တာတော့ဟိုတက်ရှင်းလုပ်ပြီးတော့မှနေရတော့ပိုကောင်းတယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့တချို့ကျွန်တော်ဒီမှာဆိုရင်ဟိုစောက်တော့လေဟိုဒီမှန်ကြားထဲမှာဆိုပေးရစိတ်တွေအိမ်နေပါလာလုံနေရတော့အပေါ်မှာဆိုငှက်တိုက်ရှိတယ်ငှက်တွေလာနေရတော့အဲ့ဒါကြီးရှိရအောင်ဒီပေးရစိတ်တွေပါကြတော့တကားတွေပါဖွင့်ပိတ်မလုပ်တော့သူတို့လာနေတဲ့ဟာကြီးကြတော့ဟိုကိုယ်တိုင်ရှင်းတဲ့တူတန်ရှင်းအဖွဲ့နဲ့ကြတော့တေချာလေးတစ်ခါတည်းသူတို့အိမ်နေပါမလုပ်တော့ဘူးတစ်ခါလုပ်ပြီးတော့ပူပြီးတော့ဆင်ပြေရအောင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျဒါဆိုတချို့ခါကျတော့အဲ့မလို့အပ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နေနေဆိုလို့ရှိရင်လည်းဒီမှာတက်ရှင်းရတော့ဒီချိန်တော့အဆစ်ချင်ပဲကုန်တယ်ဟုတ်လဲဆိုတော့နော်ဟုတ်တယ်ကျမ်းမာရေးရှုထောင့်အရာဟုတ်တယ်ဒီအလားပါရှုထောင့်အရာဟုတ်ကဲ့တော့တိတာပြင်မယ်တင်နော်ဟုတ်ကဲ့တော်တိတာပါရောဟုတ်တယ်ဟုတ်ကဲ့အဲ့ဒါကိုလမ်းပိုင်းခါကျတော့အမအားရည်ဖြစ်တဲ့ကြောင့်ပေါ့နော်တနေ့ကောင်လည်းအိမ်မှာမနေနိုင်ဘူးဒီအဖွဲကြီးကိုဒီဇိမ်းပေါ့နော်ပြောမယ်အဲ့ခါတော့စိတ်ချရလားရှင်စိတ်ချပါတယ်ပဲဒီကတော့ဟိုအမြဲတမ်း report တွေပို့တယ်ပေါ့နော်ကျွန်တော်တို့ဒီ Viber group တွေမှာထမင်းသွားစားပြီဆိုလည်းပို့တယ်စိုက်ရောက်ပြီဆိုလည်းပို့တယ်ကျွန်တော်ထွက်လာပြီဆိုလည်းပို့တယ်အဲ့လိုမျိုးစုံတွေပို့တော့ကျွန်တော်တကယ်ချင်းတော့ပြောနေအဲ့အောင်လည်းသူကတော်တော် report ပို့တယ်ငါလည်းအဲ့လိုပို့ရမလားမသိဘူးကြီးအဲ့လိုတော့ပြောနေဟုတ်ကဲ့အဲ့တော့အိမ်ရှင်နေနဲ့အဆင်ပြေရလားရှင် report ပို့တာလေးอ่ะပြေးပါတယ်အဓိကတော့ကိုဒီမှာမရှိနေမယ်ရှိနေလို့ခံစားရတာပေါ့နော်ပြီးတော့ဒီမှာဘယ်လိုခေါ်မလဲအိမ်စပြင်မယ်ဟိုစပြီးတန်ရှင်းလုပ်မယ်ဆိုတွေကဒီဘယ်နားမှာတော့ဘာရှိရဲဆိုတာအိမ်ရှင်နဲ့တကွာအမနဲ့ကျွန်တော်လိုက်ပြတယ်လေဘယ်နားလေးမှာတော့ဘယ်လို error လေးရှိရဲဘယ်ဟာလေးကတော့ဘယ်လိုဖြစ်ထားခဲ့တယ်ပေါ့နော်အဲ့လေးလိုက်ပြောပြပေးရတယ်ကောင်းပါအဲ့တော့ကျွန်တော်လည်းဟိုဘယ်လိုခေါ်မလဲအသေးစိတ်ကြကျွန်တော်လည်းမကြည့်နိုင်ဘူးအဲ့လိုအဲ့အမပြောတော့မှတွေ့သွားတော့မှပြင်လိုက်ရဟာလည်းရှိတာပေါ့တော်တော်များများအရှင်တွေကမသိလိုက်ဘူးเนาะမသိလိုက်ဟုတ်တယ်မကြည့်နိုင်ဘူးကြည့်လိုက်အောင်ပြန်ကြည့်လိုက်စင်ပြေလာပြီးတော့အဲ့ဘိုင်းလည်းအဆင်ပြေဟုတ်ကဲ့ပါရှင်တချို့ကလည်းအရင်ကြီးကိုပို့လို့တက်ချင်ပါဆိုဟုတ်ကဲ့အဲ့လိုဟိုပါပေါ့အဓိကသူပြင်နေနဲ့လည်းသူတွေ့ရဟာလေးရှင်းတယ်report ပို့ပေးရပါတော့အဲကြောင့်လည်းဟိုအဲကြောင့်ကျွန်တော်တို့အတွက်လည်းဟိုပြောခေါ်မယ်
house inspection မလို့တော့ဒါကလည်း inspection လုပ်ပြီးတာပါဟုတ်ကဲ့ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဒီတက်ရှိဘိုင်းခါကျတော့တန့်တော့ကျမရေရှူတော့နေနေအဆင်ပြေမထင်နဲ့တော့ဘာလို့အောင်းနေတဲ့ဖုန်များအစားကုန်လုံးဒီအားတွေတောင်းနေတာစားလို့ဟုတ်တယ်လေဟုတ်ဒီဟိုဘောတော့အသေးစိတ်ပေါ့နော်ဒီမှန်ကြိုမှန်ကြပြီးသွားတကားကြိုတကားကြပြီးအဲ့မျိုးပေါ့မျိုးစုံလုပ်ပြီးရတဲ့အတွက်ပို့ပြီးတော့ကောင်းတာပေါ့နော်အဓိကကတော့ကျွန်တော်ခဏပြောလို့ပေါ့နော်အိမ်ထဲဝင်လိုက်ရင်လို့တဲတစ်ချက်ချက်ဖြစ်နေတဲ့ခံစားချက်မရှိတော့ဘူးအဲ့ဒါတော်တော်ကောင်းတယ်နော်ပြီးတော့လေပေါ့နော်လေတန့်သွားပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်အဲ့ဆိုလို့ရှိရင်ဘာလဲဘလွန်းပိုင်ရောကျွန်တော်တို့ကုမ္ပဏီကိုပေါ့နော်ဘယ်လိုရွေးချယ်ခဲ့တာလဲဘယ်လိုတီးခဲ့တာလဲရှင်ဟုတ်ကျွန်တော်ကတော့ဒီဟိုပါပေါ့နန်းစုပေါ့နော်နန်းစုရဲ့ဒါတက်ရှင်းလောက်တာလည်းအမားတို့ဖွဲ့လုပ်တယ်လို့ပြောတာနော်အဲအကြောင်းကျွန်တော်လည်းစင်ပြေလားသူ့မေကိုလည်းစင်ပြေဆိုတော့ကျွန်တော်လည်းအမားတို့ဖွဲ့ခေါ်တယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့နန်းစုဆိုလို့ရှိရင်အဲ့ဒါတစ်ခါတော့ကြည့်ရှင်ပြန်နေပြီးတော့နန်းစုကိုကျေးဇူးတင်လိုက်ပါလိမ့်ရှင်အများကြီးလေးမိတ်ဆက်ပြီးတယ်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်ဘလန်ပိုင်လည်းပဲကျမတို့အဖွဲ့ကိုရွေးချယ်လိုက်ရခြင်းအားဖြင့်ပေါ့နော်ကိုတိုင်းလည်းတောင်းလိုက်တယ်သူများမိတ်ဆက်တာလည်းဟိုသားဖြစ်တယ်ဆိုတော့လေစိတ်ကျေနပ်မှုကတော့ရှိတယ်ပေါ့နော်လားမရဘူးထင်တယ်မရပါဘူးသိပြီပါလေဗျာဟုတ်ရှင်ဟုတ်အကယ်၍နောက် site တွေရှိရင်လည်းအဲ့ဒီလားရှင်အဲ့ရှင်ပါတယ်ဟုတ်ကျွန်တော်တို့နောက်တကယ်လို့အိမ်အစ်စ်တွေစောက်ဖြစ်ရပေါ့နော်ဒါမှမဟုတ်တကယ်ချင်းတွေပါရှိတယ်ကျွန်တော်ပြောပြဖြစ်မှာပါဟုတ်ကဲ့ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်အခုလိုပေါ့နော်ဒီနေ့လည်းအားပေးတယ်ဟုတ်ကဲ့ကျင်းနေမှုရတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ဖွဲ့ထားတယ်လည်းအကုန်လုံးပြောတယ်ပေါ့နော်ကြည့်ရှုနေတဲ့ customer ရောအားပေးနေတဲ့ customer အားလုံးကိုပါပြနေတော့တော့ကျေးဇူးတင်လိုက်ပါတယ်ရှင်အိမ်တက်တွေစောက်တယ်အိမ်ငားမယ်အိမ်ရောင်းမယ်ဆိုတော့တိုင်ပေးတဲ့ရှင်လေးဆက်နေရှိနေတယ်ဘလွန်ပိုင်လဲကျွန်တော်တို့ဒီနေ့ app ရဲ့အတွက်ကျွန်တော်ထပ်မံပြီးတော့မှကျေးဇူးတင်လိုက်ပါတယ်ရှင်ရပါတယ်ဗျာကျေးဇူးတင်ပါတယ်ဒီတောင်လျှောက်ပေါ်တော့အနှစ်သက်ဆုံးအရာကိုတန့်ရှင်ဆုံးအရာကိုပြောမယ်ဆိုရင်ဘယ်အရာလေးတော့ရှင်တစ်လျှောက်တော့ဒီကကျွန်တော်တို့မှန်နေကိုပို့ပြီးတော့သတိထားပြီပေါ့နော်ဘာလို့မှန်နေကြဗျာဟိုတက်ထားလဲကြာပြီနော်ကျွန်တော်အိမ်တက်ပြီးရရမထားတာတော့ဒီမှန်မှာမှန်ရေချိုးတွေရှိရဲကျွန်တော်တို့ဟိုပါနော်ပထမလာတဲ့ကဟိုနေဘလို့ခေါ်မကြီးတွေရှိရဲမျိုးစုံသောဟာတွေပေါ့နော်မှန်တွေကတော့လုံးဝတောက်ပြောင်သွားတယ်ပြီးသွားကြမ်းကင်းနေပြောရမယ်တော့အကုန်လုံးသဘောကျပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ဘလမ်းပိုင်လည်းအခုလိုမျိုးအချိန်ပေးပြီးတော့ interview ပေးတဲ့အတွက်ကြောင့်မလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျေးဇူးပါကျေးဇူးပါရှင်